ဒီမိန်းကလေးငယ်လေးဟာသူမကိုယ်တိုင်တကိုက်ကိုက်ပြီးသားရေခဲချောင်းလေးကိုမြင်းမလေးကိုကျွေးလိုက်ပါတယ်သူမရေခဲချောင်းကိုပြန်ဆွဲထုတ်လိုက်တဲ့အခါမှာတော့တစ်သားရင်ထိုးတန်လေးပဲကြံရစ်ပါတော့တယ်သူမဟာနောက်ထပ်ရေခဲချောင်းတစ်ချောင်းကိုထပ်မံဖောက်လိုက်ပြီးသူမကိုယ်တိုင်တကိုက်ကိုက်ကမြင်းမလေးကိုထပ်ကျွေးခဲ့ပြန်ပါတယ်သူမဟာရေခဲချောင်းရဲ့တစ်သားချောင်းကိုမြေကြီးထဲစိုက်လိုက်ပြီးနောက်2ရက်အကြာမှာကျင်းပမဲ့မြင်းပြိုင်ပွဲမှာဒီမြင်းမလေးတေချာပေါက်အနိုင်ရလိမ့်မယ်လို့အပြည့်အဝယုံကြည်နေခဲ့တာပါဒါပေမဲ့ပြိုင်ပွဲမစတင်မီလေးမှာတင်သူမရဲ့ဖခင်ဖြစ်သူကမြင်းမလေးရဲ့ဘဲဘက်ရှိချီတော့ဟာပုံမှန်ထက်ပိုမိုပူနွေးနေတာကိုသတိထားမိသွားခဲ့ပါတယ်သူကမြင်းပိုင်ရှင်ကိုအခြားမြင်းတစ်ကောင်နဲ့အစားထိုးပြိုင်ဖို့အကြံပြုခဲ့ပေမဲ့အမျက်ဆုံးတစ်ခုတည်းကိုပဲကြည့်တဲ့မြင်းပိုင်ရှင်ကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူးသူဟာဒီမြင်းမလေးကိုပဲစွတ်အတင်းပြန်ခိုင်းခဲ့ပါတယ်ပြိုင်ပွဲစတင်ကြောင်းခေါင်းလောင်းတန်မြည်လာတဲ့အခါမှာတော့အစင်းမြင့်ပြိုင်မြင်းတွေဟာလေးညို့ကလွတ်သွားတဲ့မြားတွေလိုမျိုးအရှိန်ဟုန်နဲ့ရှေ့ကိုပြေးထွက်သွားကြပါတယ်ဆိုနီယာလို့အမည်ရတဲ့အဲ့ဒီမြင်းမလေးဟာလည်းသူမမှာရှိတဲ့ခွန်အားအလုံးကိုအသုံးပြုပြီးပစ္စမနေရာကနေပထမနေရာအထိရောက်အောင်အစွမ်းကုန်မောင်းနှင်ခဲ့ပါတယ်ဖန်နီဟာပွဲကြည့်စဉ်ကနေအားရပါရအော်ဟဲအားပေးနေခဲ့ပေမဲ့လူတိုင်းကမြင်းမလေးအနိုင်ရတော့မယ်လို့ထင်မှတ်နေတဲ့အချိန်မှာတင်ဆိုနီယာဟာပြိုင်ကွင်းပေါ်ကိုပြင်းထန်စွာလဲကျသွားခဲ့ပါတော့တယ်ဖန်နီရဲ့မျက်နှာပေါ်ကအပြုံးတွေဟာချက်ချင်းပဲအေးခဲသွားခဲ့ရပါတယ်ဆိုနီယာရဲ့ဘဲဘက်ရှိခြေထောက်ဟာပြင်းထန်စွာကျိုးပဲ့သွားခဲ့လို့ပါပဲမြင်းမလေးဟာရခင်ကပွဲစဉ်ပေါင်းများစွာကိုအနိုင်ရအောင်ဆွမ်းဆောင်ပေးခဲ့ဘူးပေမဲ့ရက်ဆက်တဲ့မြင်းပိုင်ရှင်ကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူးသူဟာကွင်းထဲမှာတင်မြင်းမလေးကိုချက်ချင်းအစိတ်ထိုးတက်ပစ်ဖို့အမိန့်ပေးခဲ့ပါတယ်ဒါကိုမြင်တွေ့လိုက်ရတဲ့ဖန်နီရဲ့ဖခင်ဟာအကြီးအကျယ်ဒေါသထွက်သွားခဲ့ပြီးအလုတ်ကနေချက်ချင်းနှုတ်ထွက်ကဆိုနီယာကိုသူကိုယ်တိုင်ဝယ်ယူပြီးအိမ်ကိုခေါ်ဆောင်လာခဲ့ပါတော့တယ်ဖန်နီဟာအတိုင်းမသိပျော်ရွှင်သွားခဲ့ပါတယ်။နေတိုင်းကြောင်းစင်းတာနဲ့သူမဟာမြင်းဆောင်စီကိုတန်တန်မတ်မတ်ပြေးသွားခဲ့ပြီးချန်စီယိုကိုမိရင်သူမချစ်တဲ့မြင်းမလေးကိုတိတ်တဆိတ်ဆောင်ကြည့်ပြုစုခဲ့ပါတယ်။တလားတီတီတေချာစွာဂယုစိုက်ပြီးတဲ့နောက်မှာတော့ဆိုနီယာဟာနောက်ဆုံးမှာပြန်လည်မတ်တရက်နိုင်ခဲ့ပါပြီ။ဒါပေမဲ့ဖန်နီရဲ့ဖခင်ကတော့အလုတ်တစ်ရှာဖွေဖို့ခက်ခဲနေခဲ့ပါတယ်။သူနဲ့သူ့ရဲ့ဇနီးတွေတို့ဟာဆိုနီယာကိုပြန်လည်ရောင်းချဖို့အတွက်တိတ်တဆိတ်တိုင်ပင်ခဲ့ကြတာပေါ့။အပြင်ဘက်ကနေဒီစကားတွေကိုကြားသွားခဲ့တဲ့ဖန်နီဟာရင်ခွဲမတက်ခံစားလိုက်ရပြီးဆိုနီယာထပ်မံအဆွတ်ပစ်ခံရမှာကိုစိုးရိမ်တုန်လှုပ်ကသူမရဲ့အခန်းထဲကိုပြေးဝင်သွားခဲ့ပါတယ်ဒါကြောင့်သူမဟာဆိုနီယာကြိုက်တတ်တဲ့မုံတွေကိုအိတ်ထဲထည့်ကပြတင်းပေါက်ကနေခိုးထွက်ပြေးဖို့ပြင်လိုက်ပါတယ်သူမဟာမြင်းမလေးနဲ့အတူဝေးရကိုထွက်ပြေးချင်ခဲ့တာပါဒါပေမဲ့သူမမြင်းကြောပေါ်ကိုတက်လိုက်တဲ့အချိန်မှာတင်ဖခင်ဖြစ်သူတကားဖွင့်လိုက်တဲ့အတန်ကြောင့်ဆိုနီယာဟာလန့်ဖြတ်ပြီးအပြင်ကိုဝုန်းကနေပြေးထွက်သွားခဲ့ပါတော့တယ်ဖခင်ဖြစ်သူကကားပေါ်ကိုချက်ချင်းခုန်တက်ပြီးအနောက်ကနေအပြင်းထန်လိုက်လံဖမ်းဆီးခဲ့ပေမဲ့ဒဏ်ရာပြောက်ကင်းခါစားဖြစ်တဲ့ဆိုနီယာဟာအရှိန်ဟုန်တိုးပြီးထပ်တိုးပြီးမြန်မြန်ပြေးနေခဲ့ပါတယ်ဖခင်ဖြစ်သူဟာကားအရှိန်ကိုမြင့်တင်ပြီးသူတို့အရှိကနေပိတ်ရက်လိုက်ရပါတယ်သူဟာလက်နှစ်ဖက်လုံးကိုမြောက်ပြပြီးတမိဖြစ်သူကိုကားပေါ်ကိုခုန်ကူးဖို့အချက်ပြခဲ့တာကြောင့်တမိဖြစ်သူကိုဘေးကင်းစွာလှမ်းဖက်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူရဲ့တငယ်ချင်းကဆိုနီယာဟာတနာရီကိုကီလိုမီတာ80ကျော်နှုန်းအထိအရှိန်ပြင်းပြင်းမောင်းနေနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒါဟာထိပ်တန်းပြိုင်မြင်းတစ်ကောင်ရဲ့အဆင့်တန်းကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ဖန်နီရဲ့မျက်ဝန်းထဲမှာမျောလင်းချက်အလင်းရောင်တွေချက်ချင်းဖြတ်ပြေးသွားခဲ့ပါတယ်။သူမဟာဆိုနီယာကိုတော်ဝင်ဖလားပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်စေပြီးသူမရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ကိုပြန်လည်ဖော်ထုတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နေ့တိုင်းမနက်9နာရီချိန်ရောက်တိုင်းဖန်နီဟာအချိန်မှန်နိုးထပြီးအိမ်မောကူးပြေစေဖို့ကော်ဖီတစ်ခွက်တောက်သုံးကမြင်းဆောင်စီတွားရောက်ပြီးဆိုနီယာကိုအပြင်းထန်လေ့ကျင့်ပေးခဲ့ပါတယ်မကြာမီမှာပဲပြိုင်ပွဲကျင်းပမဲ့နေ့ကိုရောက်ရှိလာခဲ့ပေမဲ့ပွဲမစတင်မီစစ်ဆေးမှုပြုလုပ်တဲ့အခါမှာတော့ဖခင်ဖြစ်သူကဆိုနီယာရဲ့ဘဲဘက်ရှိခြေထောက်ဟာထပ်မံပူနွေးနေတာကိုတွေ့ရှိသွားခဲ့ပြန်ပါတယ်။သူဟာမြင်းမလေးကိုမြင်းဆောင်စီပြန်လဲခေါ်ဆောင်သွားဖို့ပြင်ဆင်ပေမဲ့ဆိုနီယာကတော့နေရာမှာငြိမ်သက်စွာရပ်နေခဲ့ပါတယ်။သူမရဲ့မျက်ဝန်းတွေကကျမလုံနိုင်ပါတယ်လို့ပြောနေတယ်လို့ပါပဲ။ဖခင်ဖြစ်သူဟာစိုးရိမ်ပူပန်မှုတွေနဲ့တူစိတ်တွေးဟာဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့သမီးဖြစ်သူကအဖေကသူမရဲ့အသက်ကိုကယ်တင်ခဲ့တာပဲ။အခုသူမကအဖေရဲ့ကျေးဇူးကိုပြန်ဆက်မလို့ပါလို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖခင်ဖြစ်သူဟာသမီးဖြစ်သူကိုယုံကြည်ဖို့ရွေးချယ်လိုက်ပြီးသူ့ရဲ့စုဆောင်းထားတဲ့ငွေကြေးအလုံးကိုဆိုနီယာပေါ်မှာပဲပုံအောပြီးလောင်းကြီးထပ်လိုက်ပါတော့တယ်ပြိုင်ပွဲစတင်ကြောင်းခေါင်းလောင်းတန်မြည်လာတဲ့အခါထိပ်တန်းပြိုင်မြင်းအားလုံးဟာရှေ့ကိုဝုန်းကနေပြေးထွက်သွားကြပါတယ်။ဆိုနီယာကတော့အနောက်မှာအဝေးကြီးကြံရစ်နေခဲ့ပေမဲ့သူမဟာစနစ်တကျတည်ငြိမ်တဲ့အချိန်နဲ့စွမ်းရည်ကိုစုဆောင်းပြီးတလန်းချင်းပြေးခဲ့ပါတယ်။သူမဟာရခင်မြင်းပိုင်ရှင်ဟောင်းရဲ့မြင်းကိုကြောတက်ခါနီးအချိန်မှတင်မတော်တဆဖြစ်ပြီးမြင်းစည်းသူဟာမြင်းကုန်းဒီပေါ်ကနေပြုတ်ကျလူနီးပါးဖြစ်ခဲ့ရပါတယ်။ဖန်နီဟာဒီအရေးကြီးတဲ့အချိန်မှာရင်တမမနဲ့အသက်အောင်ထားခဲ့ရတာပေါ့မြင်းစည်းသူဟာမိမိကိုယ်ကိုပြန်လဲထိန်းချုပ်နိုင်ခဲ့ပေမဲ့သူတို့ဟာအနောက်ဆုံးနေရာကိုထပ်မံရောက်ရှိသွားခဲ့ရပါတယ်။ဒါပေမဲ့ဆိုနီယာအတွက်ကတော့ပြိုင်ပွဲကအခုမှစတင်တာဖြစ်ပါတယ်။ကျေပြောလာတဲ့ပြိုင်ကွင်းကြီးဟာသူမအတွက်အမိလိုက်ဖို့အခွင့်အရေးကောင်းဖြစ်လာခဲ့ပါတယ်ဖန်နီဟာသူမမှာရှိတဲ့အားအင်အားလုံးကိုထုတ်သုံးပြီးဆိုနီယာအတွက်အစွမ်းကုန်အော်ဟဲအားပေးခဲ့ပါတယ်။မိန်းကလေးငယ်လေးရဲ့ခေါ်တံကိုခံစားမိတဲ့ဆိုနီယာဟာသူမမှာရှိတဲ့အစွမ်းကုန်ခွန်အားတွေကိုထုတ်သုံးပါတော့တယ်။သူမဟာပြိုင်ဘက်တွေကိုတကောင်ပြီးတကောင်နောက်ကောက်ချကြော်တက်ခဲ့ပြီးဖန်နီရဲ့အိမ်မက်တွေကိုတဲဆောင်ကပန်းဝင်ရိုးစီကိုဥတီမောင်းနေခဲ့ရာနောက်ဆုံးမှာတော့ပထမနေရာနဲ့အောင်မြင်စွာပန်းဝင်နိုင်ခဲ့ပါတော့တယ်။ပွဲကြီးစဉ်တစ်ခုလုံးအုံကြွကြွနဲ့တောင်းတောင်းဖြားဖြားဖြစ်သွားခဲ့ရပါတယ်။ဘသူကမှမယုံကြည်နိုင်တော့အောင်ပါပဲ။တစ်ချိန်ကအစိတ်ထိုးအသက်ခံရတော့မဲ့ဒီမြင်းမလေးဟာအခုချိန်မှာတော့ပြိုင်ကွင်းရဲ့တန်တိုင်းတစ်ခုဖြစ်လာခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲဖန်နီရဲ့အိမ်မက်တွေဟာအံ့ဩစရာကောင်းတဲ့အံ့ဖွယ်တစ်ခုလိုပြေဝသွားခဲ့ရပါတယ်။ပြီးတော့ဒီအဖြစ်အပျက်ကကြည့်ရှုနေသူအားလုံးကိုပြောကြားလိုက်တယ်လို့ပါပဲ။တင်ဟာတင်ရဲ့နှလုံးသားအပြည့်နဲ့နောက်ဆုံးမသွားပဲအစွမ်းကုန်စူးစမ်းအားထုတ်နေတဲ့တွေ့တော့ဒီကဘာကြီးဟာတင်အတွက်လမ်းအမြဲတမ်းဖွင့်ပေးထားမှာဖြစ်ပါတယ်ဗျာ။ဒီဇလန်တို့လေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ page လေးကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့။အုံတော့နောက်ထပ်လဲစိတ်ဝင်စားစရာဇလန်ကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားဦးမှာမို့စောင့်မျှော်အားပေးကြပါဦးဗျာ။